အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာဘုံပန်းအနေပြန်လဲကြိုဆိုလိုက်ပါတယ်စာအုပ်တွေစုံစုံလင်လင်နားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဒီကနေ့မှာတော့ဆရာကြီးလေသင်းသားစောချစ်ရေးသားထားတဲ့လမ်းထွင်သူဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်တငယ်စိတ်ကြက်သွန်ပြီးဒီမှာကြာပဲပြီရွာထဲတွင်ကလေးသံများတိတ်ဆိတ်နေပြီးဟိုအိမ်ဒီအိမ်ရွေးနေချမ်းဝိုင်းမှာလူကြီးများ၏စကားတန်တဲတဲသာလျင်တစ်ချက်ထွက်ပေါ်လာသည်။ဘိုး၍ညင်းနလာသောအခါလူကြီးသားများကိုပင်မကြမ်းရတော့ပါ။တက်ကြီးကောင်းချအချက်တွန်ပေပြီးအမေနှင့်အမများအိတ်နေကြပြီ။တေဝင်းတယောက်အိတ်ရင်ပြောသည်။ဂါတောင်ပတ်ရှိနွားချံမှကိုပိုင်ပလီတန်သားရာတီလေအသင့်တွင်လင်းပါလာ၏။ယနေ့ညတင်းဝင်းအိတ်ရင်ပြောသည်မှာဝမ်းသာ၍ဂုံယူကြည်နူး၍ဖြစ်သည်။ထိုညသည်တင်ဝင်းဤဘဝအတွက်အစွန်အပြတ်ညပင်ဖြစ်သည်။စရုပ်သာတန်အတန်းတင်ဆောင်ပွဲကိုတင်ဝင်းအောင်မြင်ကြောင်းတမျိုးနယ်လုံးမှာပထမရကြောင်းဆီယာမကြီးကအိမ်လာပြောသည်။ဒေဝင်းဝမ်းသာလွန်၍တမင်ချက်နေသောအမေကိုသွားပြောသည်။အမေကအစိတ်ဝင်စားခြင်းမရှိ။အောင်ရင်ပြီးတာပဲဟုလွယ်လွယ်ပြောလိုက်သည်။တမျိုးနယ်လုံးမှာပထမရကြောင်းကိုပင်မပြောမိတော့ပါ။ပြောနေရင်လည်းအမေစိတ်ဝင်စားမိမထင်ပါ။တဲတွင်ရကန်းခတ်နေသောအမားနှစ်ယောက်တန်ပြေး၍ပြန်ပြောပြန်သည်။အမများကလည်းစိတ်ဝင်စားခြင်းမရှိ။အကိုကြီးကိုပြောပြန်သည်။ရုံးနဲ့ပထမရရင်ပဲကျောင်းဆက်မတက်နိုင်တော့အလကားပါပဲကွာဟုအကိုကြီးကညင်ညင်ကြီးကိုပြောလိုက်သည်။ကျွန်တော်ကျောင်းဆက်မတက်ရဘူးလားအကိုကြီး။တက်ချင်လို့သောဆန္ဒကြောင့်သာအမတ်တမဲ့မေးမိလိုက်ခြင်းဖြစ်သည်။အမှန်စင်စစ်ကျောင်းတက်နိုင်သောအခြေအနေမရှိသည်ကိုတင်ဝင်းတည်ပြီးသားဖြစ်သည်။ဘယ်လိုဆက်ကြမလဲကွာ။ငါတို့မှစပင်းဝယ်စီဖို့မပြောနဲ့။တမိတ်တောင်မနဲ့စားနေရတာပဲ။အကိုကြီးဖြစ်သူကိုတတ်ထွန်းကညီငယ်ကိုကြည့်၍စိတ်မကောင်းစွာပြောလိုက်သည်။တင်ဝင်းကျောင်းဆက်တက်ခြင်းသည်ပညာဆက်သင်ခြင်းသည်တို့ရတွင်တင်ဝင်းကျောင်းနေရမလွယ်။ညတွင်တင်ဝင်းအိပ်ရမပြော။တက်ကြီးကောင်းချချက်တွန်ပြီးတဲလုံးအိမ်မောကြကုန်ပြီ။တင်ဝင်းအိမ်မပြောနိုင်။ဘယ်ပြောင်းညာလေးဖြင့်ကျောင်းနေခွင့်ရအောင်အမျိုးမျိုးအကြံဉာဏ်ထုတ်နေမိသည်။ဒေသအောင်ပြီးစံကိုင်းမြို့အစိုးရတက်တဲ့ကျောင်းသို့တွားတက်ရမည်။စံကိုင်းမြို့နှင့်ဝန်တို့ရွာ6မိုင်ခန့်ဝေးသည်။ဤခရီးကိုနင်းစဉ်သွားရန်ဆိုရင်စပိန်ရှိမှခေလိမ့်မည်။ရွာမှလက်ရှိကျောင်းတက်နေသောကျောင်းသား12ယောက်ရှိသည်။အားလုံးစပိန်ကိုစီရှိကြသည်။တို့ကြောင့်စံကိုင်းသို့ကျောင်းဆက်တက်နိုင်ရန်အတွက်စပိန်တစ်စီးလိုသည်။တဝင်းရင်လေးတန်းအောင်ခဲ့သူတွေရှိသည်။အတန်းထဲတွင်စားတော်ခဲ့ကြသည်။ထူးချွန်စွာအောင်ခဲ့ကြသည်။တို့သောစပိန်ဝယ်မစည်းနိုင်၍ကျောင်းဆက်မတက်နိုင်ခဲ့ကြ။ယခုလေပူလီနေစားအလုပ်သမားများဖြစ်နေကြပြီ။စပိန်ဝယ်နိုင်မည်နီလန်းရှိသမျှတင်ဝင်းရှာကြည့်သည်။လုံးဝမတွေ့။စပိန်မဝယ်နိုင်၍ပညာမသင်ရသည့်အဖြစ်ကိုတင်ဝင်းမခံခြင်း။စင်ကိုင်းကိုနေ့စဉ်ချင်းချင်းသွားနိုင်မည်လား။တင်ဝင်းစဉ်းစားကြည့်သည်။မိုးတွင်းတော့ကအကိုချင်းနှင့်အတူတူစင်ကိုင်းတို့ဖြဲလမ်းမှနှစ်ခေါက်သွားဖို့သည်။လိုင်းယုံမအောင်တို့ဝန်တုံးမှဖလန်ဘိုရွာဖလန်ဘိုရွာမှကုံနီရွာကုံနီရွာမှစင်ကိုင်းတို့ကွေးကောက်သွားရသည်။ထို့ကြောင့်6မိုင်ခန့်ဝေး၏။ဖြဲလမ်းမှာဝန်တို့ရွာပေါင်းစဉ်ရေလဲချောင်းနှင့်စက်ကိုင်းမြို့ကိုတက်တက်ပြတ်ထားသည်။တို့ရတွင်ချင်သာသွားရည်သာလမ်းဖြစ်၏လူသားလူလာတင်မရှိသောသမားကျသာသွားလာရှိသည်ထိုလမ်းမှသွားလိုက်ရင်တနာရီမြဖြင့်စင်ကိုင်းကိုရောက်နိုင်သည်ကျောင်းကမနက်8နာရီတက်သည်တင်ဝင်းရွာမှ6နာရီခွဲထွက်ရမည်ဒါဟာတနေ့တည်းအလုံးမဟုတ်ဘူးငါဆွဲကောင်းကောင်းနဲ့တက်နိုင်ပါမလားတင်ဝင်းထက်၍စဉ်းစားသည်ငါကျောင်းသိမ့်နေခြင်းနဲ့ဆိုတော့ဒီခီးကိုချင်သွားဖို့နီးပဲရှိတယ်ဟုတ်ပြီဘာလို့မသွားနိုင်ရမလဲငါကျောင်းတော့တက်ရမယ်တင်ဝင်းအခိုင်အမာဆုံးဖြတ်ချက်ချလိုက်သည်လင်းချက်သွန်းသမျှကြားရပြီမကြာမီအာယုံဤရောင်ကြီးများပေါ်ထွက်လာတော့မည်နောက်တစ်နေ့တွင်တင်ဝင်းကသူ၏ဆုံးဖြတ်ချက်ကိုအမေနှင့်အမများအားပြောပြသည်အမေနှင့်အမများကကောင့်ကတ်ခြင်းလည်းမရှိထောက်ခံခြင်းလည်းမပြုဘာဖြစ်လို့များဒီလောက်ကြောင်းနေခြင်းရတာပါလဲဟု၍အံ့ဩသောမျက်လုံးများနှင့်သာတင်ဝင်းကိုကြည့်နေကြသည်ညနေတွင်တင်ဝင်းကအကိုကြီးကိုပြောပြပြန်သည်အကိုကြီးကအစိမ်မကောင်းဖြစ်သည်ငါညီဒီလောက်တောင်ဆန္ဒပြင်ပြနေဆိုရင်တော့တက်ပါစာအုပ်လိုတာကိုတော့အကိုကြီးပြည့်စုံအောင်ရှာပေးပါမယ်စပိန်ကိုလည်းဒီနေ့မဟုတ်တော့10နှစ်လောက်မှဝယ်ပေးနိုင်အောင်ကြိုးစားပါမယ်ဟုဆိုသည်တင်ဝင်းကတော့အကြောင်းနေခွင့်ရသည်ကိုပင်ဝမ်းသာလာပြီတင်ဝင်းဆုံးဖြတ်ချက်ကိုချီးကျူးဂုဏ်ယူ၍ဆီယမကြီးမှဗလာစာအုပ်ချောင်းနှင့်ဘောဝင်လေးချောင်းပေးသည်အမများကမနက်စောစောထ၍တမင်းရှာမပေးနိုင်ညတွင်ညနေအောင်ရက်ကန်းခတ်ရ၍ဖြစ်သည်အမေကလည်းမကြမ်းမာ၍ဘာမှမလုပ်နိုင်တင်ဝင်းမနက်9နာရီထ၍တမင်းချက်ရသည်ပဲပြောရသည်ထမင်းကိုတဲထားစဉ်ပဲပြုတ်နေစဉ်စားကြည့်သည်ထမင်းချက်သောအခါပဲပြုံးနှင့်စီစံပြီးဂျိုင်းထဲထည့်သည်
6 နာရီခွဲသည်နှင့်အိမ်မှထွက်သည်ကြာသောအခါတင်ဝီပြန်လည်ကလေးမှာတင်ဝီချီယာတို့ကြောင့်ထင်ရှားသောလမ်းကလေးဖြစ်လာသည်သွားနေကြလမ်းနားနေကြစကန်လေးများနှင့်မင်းနေကြစုခင်းလေးများမှာချစ်ခင်စရာဖြစ်လာသည်တင်ဝင်းသည်သူ့လမ်းကလေးကိုသူသဘောကျနေသည်သွားရသည်ကိုလည်းညောင်းသည်ကိုမထင်တနာရီနှင့်စင်ကိုင်းကိုရောက်သည်ညနေတွင်3 နာရီချောင်းဆင်းသည်4 နာရီခန့်တွင်တင်ဝင်းရွာသို့ပြန်ရောက်သည်စပိန်သမားများနှင့်ရွှေစင်နောက်စင်များသာကွာသည်မော်ရအခါတွင်ဓာတ်မြေဩဇာထဲသောပလတ်စတစ်အိတ်ကွန်ကိုကပ်ပလာတစ်ဖွဲခေါင်းတွင်ဆောင်း၍တင်ဝင်းကျောင်းသွားသည်စပိန်သမားများထပ်ပင်ရွာသို့အရင်ရောက်အောင်ပြန်လေးရှိ၏တိတ်ဆွဲကောင်းတဲ့ကောင်တိတ်ကြိုးစားတဲ့ကောင်အတူယူထိုက်တယ်ဟေ့အချိုးကချီကျူးကြသည်ခဏပါကွာတနေ့နှစ်ဆိုရင်ဆက်တက်မှာမဟုတ်တော့ဘူးအခုတော့စိတ်တက်နေတော့မို့ပါအချိုးကစီမုံမစောတင်ကြောင်းပြောဆိုသူကလည်းပြောသည်တွင်ကတော့မိသူပြောသူကိုမှပြီးမဆိုင်သူလိုရမည့်အလုပ်ကိုသာအကောင်းဆုံးဆက်လုပ်နေခဲ့သည်တင်ဝင်းစာကြိုးစားသည်အတန်းထဲမှာဆရာမများစာတင်ချိန်တွင်ဒေချာနားထောင်မှတ်သားသည်နေ့စဉ်တင်သောစာနေ့စဉ်ရအောင်ကြက်မှတ်သည်ထို့ကြောင့်တင်ဝင်းစာတော်သည်အတန်းထဲမှပထမရသည်ရှစ်တန်းအောင်သည့်နှစ်တွင်တင်ဝင်းထွက်သောလမ်းကိုရှောင်နေသူမှာတင်ဝင်းတယောက်တည်းမဟုတ်တော့ပါနောက်ထပ်6 ယောက်တိုးလာခဲ့ပြီးမိန်းကလေး2 ယောက်ပင်ပါဝင်သည်စပိန်မဝင်လိုက်သည်နှင့်ပညာသင်ခွင့်မရသောအဖြစ်ကိုတင်ဝင်းစတင်တော်လှန်လိုက်ခြင်းဖြစ်သည်ယခုဆိုလျင်တင်ဝင်းထွင်သားသောလမ်းကိုနောက်လူငယ်များပါရဲရဲရှောင်နေကြပြီဖြစ်၏တင်ဝင်းတို့အဖွဲ့မှနေ့စဉ်လမ်းလျှောက်လေ့ကျင့်ခန်းရ၍ကျမ်းမာရေးပင်ပိုကောင်းလာကြသည်တင်ဝင်းတို့10 တန်းအောင်သောအခါတင်ဝင်းတို့အဖွဲ့တွင်အားလုံး12 ယောက်ဖြစ်လာခဲ့သည်ခက်ခဲကျောင်းတရားသည်မို့တင်ဝင်းတို့အဖွဲ့သည်ပညာကိုပို၍ကြိုးစားကြသည်စတန်နေတွင်ကနေကျောင်းပေးရတွင်မြေပဲနှုတ်လေရိပ်ပေါင်းပေါက်စသည့်နေစားလုပ်ငန်းများကိုလုပ်ကြသည်နှစ်ရက်လောက်ခသည်တပတ်စာမုံဝုံငွေဖူလုံစေ၏ယခုဆိုလျင်တင်ဝင်းကောင်းဆောင်သောအဖွဲ့ကိုတရွာလုံးမှအချီးကျူးနေကြပြီတင်ဝင်းတို့ကလည်းသူတို့၏ဘဝကိုခေါ်ယူသည်သဘောကျသည်ပညာကိုအစွမ်းကုန်ကြိုးစားရန်တယောက်နှင့်တယောက်တိုက်တွန်းကြသည်အကြံပေးကြသည်တွားရင်နာရင်မရှင်းလင်းသောစာများကိုမေးကြအသေးကြဆွေးနွေးကြသည်10 တန်းဆောင်မှုပဲအောင်စင်းထွက်သောအခါတင်ဝင်းနှင့်ရှင်းပေါအောင်ခဲ့သည်ဂုံးသုံးခုပါသေးသည်တင်ဝင်းကိုတရွာလုံးကချီကျူးကြအကုန်ပြုကြသည်တင်ဝင်း၏အကိုကြီးကိုသက်ထွန်းကလည်းဝမ်းတာကုန်၍မဆုံးအောင်ဖြစ်နေသည်တင်ဝင်းပညာသင်လိုသည်ကိုစိတ်ပြက်စရာအောင်းမိခဲ့သောအမေနှင့်မများပင်ရော၍ဝမ်းတာနေကြသည်ရွာလူကြီးများကလည်းတင်ဝင်းကိုချီကျူးကုန်ပြုကြသည်လစ်လပ်နေသောကြီးရွာဆယ်ရေးနေရာတွင်တင်ဝင်းကိုခံထားမိဖြစ်ကြောင်းကြိပေးကြသည်တင်ဝင်းဝမ်းသာအားရဖြစ်မိသည်စရအောင်၍ပျော်ရွှင်နေချိန်မှာအလုပ်ရမည်ဆိုသောအခါအတိုင်းအထက်လွန်ဖြစ်ရပြန်သည်ညနေမှတင်ဝင်းအိမ်ပြင်ရောက်ခဲ့၏အိယာဝင်၍အိတ်တော်လဲတင်ဝင်းအိပ်၍မပြုံးလူလင်ပြန်ချက်တွန်ခဲ့ပြီးမကြမီတကောင်ချက်တွန်တော်မီတင်ဝင်းသည်လွန်ခဲ့သော6 နှစ်ကယခုလိုညကိုတတိယမိသည်ထိုညကအစွန်အပြတ်အမှန်ကန်၍ရလုံးလာရှိသောကြောင့်ယခုအောင်မြင်မှုကိုရရှိခဲ့ခြင်းဖြစ်သည်ရှစ်ဆက်မိခရီးမှာတင်ဝင်းအတွက်အခက်အခဲမရှိတော့ပါကျွေးရွာကောင်းစီယုံစေးလုံးရင်အမေနှင့်အကိုအမများကိုလှုပ်ကြွေးမိတက္ကသိုလ်စာပေစာယူတင်တန်းကိုဆက်တက်၍ဘွဲတစ်ခုရအောင်ယူရမည်ပညာကိုဆုံးခန်းတိုင်အောင်တင်ကြမည်ကိုထွင်သောလမ်းကြောင့်နောက်လူငယ်တို့အတွက်ပါလားကောင်းဖြစ်နေသည်ကိုလည်းတင်ဝင်းဝမ်းတာကုန်ယူရပါ၏ဒီနေ့စီစဉ်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနားဆင်ပေးကြတဲ့တူတယောက်စီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်စာအုပ်ပေါင်းများစွာကိုလည်းစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်